မင်းတို့ဘယ်တော့မှမကြုံဘူးတဲ့သူမျိုးရှိဘူးလားသူကအိမ်မက်ကြီးကြီးအောင်မြင်မှုငွေကြေးဘဝတစ်ခုလုံးပြောင်းလဲသွားမဲ့အကြောင်းတွေပြောနေတာပေါ့သူတို့ကရှင်းရှင်းလင်းလင်းမြင်အောင်နေကြတယ်သူတို့ကိုယ်တိုင်လုံနိုင်တယ်လို့လည်းယုံကြည်တယ်ဒါပေမဲ့ဘာကြောင့်မှမသိဘူးဘာမှတကယ်တမ်းမပြောင်းလဲဘူးစိတ်ပညာအရာဒါဟာပြင်းရတာတသက်မဟုတ်ဘူးဒီအရာတွေရဲ့နောက်ွယ်မှာပိုနဲ့ဆိုင်တဲ့အကြောင်းရင်းတွေရှိတယ်တစ်ချက်သူတို့ကစဉ်းစားတာကိုတိုးတက်မှုလို့မှားယွင်းနေကြတယ်စိတ်ပညာအရဆိုရင်အောင်မြင်မှုကိုမြင်အောင်တာကအုံနောက်ကိုအောင်မြင်မှုခံစားချက်တစ်ခုပေးနိုင်တယ်။ဒါကြောင့်တယောက်ယောက်ကသူတို့ရဲ့ရည်မှန်းချက်တွေကိုအဆက်မပြတ်စဉ်းစားနေတဲ့အခါသူတို့ရဲ့အုံနောက်ကကျေနပ်မှုအနှဲငယ်ကိုထုတ်လွှတ်တယ်သူတို့ဟာတကယ်တမ်းတိုးတက်မှုရနေတယ်လို့မျိုးပေါ့။ဒါကတကယ်တမ်းအရေးယူဖို့အရေးတကြီးလိုအပ်မှုကိုလျှော့ချလိုက်တယ်။နှစ်ချက်ကြရှုံးမှာကိုကြောက်တာကစိတ်အားထက်သန်မှုအောက်မှာပုံနေတယ်သူတို့မှာရည်မှန်းချက်မရှိတာမဟုတ်ဘူး။သူတို့ကစူးစမ်းပြီးကြရှုံးသွားရင်ဘာဖြစ်မလဲဆိုတာကိုကြောက်တယ်။ဒါကြောင့်သူတို့ရဲ့ကိုယ်ပိုင်ပုံရိပ်ကိုစွန့်စားမဲ့အစားသူတို့ဟာစီစဉ်ကန့်ကွက်တဲ့အဆင့်မှာပဲနေကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့မကြိုးစားတဲ့၍သူတို့ရဲ့အိမ်မက်ကတော့အမြဲတမ်းပြည့်စုံနေဦးမှာပဲသုံးချက်သူတို့ကမှန်ကန်တဲ့အချိန်ကိုစောင့်နေကြတယ်။လူတော်တော်များများကစတင်ဖို့အသင့်ဖြစ်ပြီလို့ခံစားရမှစတင်ရမယ်လို့ယုံကြည်ကြတယ်။ဒါပေမဲ့စိတ်ပညာအရဆိုရင်အသင့်ဖြစ်မှုကမကြာခဏဆိုသလိုအရေးယူပြီးမှရောက်လာတာအရင်မဟုတ်ဘူး။ဒါကြောင့်သူတို့ကမှန်ကန်တဲ့အချိန်ကိုဆက်လက်စောင့်နေကြတယ်။အဲ့ဒီအချိန်ကဘယ်တော့မှမရောက်လာဘူးလေးချက်အလွန်အကျွံစဉ်းစားတာကစိတ်ပင်ပန်းမှုကိုဖြစ်စေတယ်သူတို့ကအသေးစိတ်အဆင့်တိုင်းအကျိုးဆက်တိုင်းဖြစ်နိုင်ခြေတိုင်းကိုစဉ်းစားတယ်ဒါပေမဲ့ဒီဆက်မပြတ်ခွဲခြမ်းစိတ်ဖြာမှုကစိတ်ပိုင်းဆိုင်ရာစွမ်းအင်ကိုကုန်ခန်းစေတဲ့အရေးယူဖို့အချိန်ရောက်လာတဲ့အခါသူတို့ကပင်ပန်းနေပြီလို့ခံစားရတယ်ဒါကြောင့်သူတို့ဘာမှမလုပ်ဘူးငါးချက်သူတို့ရဲ့ကိုယ်ပိုင်အမှတ်လက္ခဏာကသူတို့ရဲ့ရည်မှန်းချက်နဲ့မကိုက်ညီဘူးရည်မှန်းချက်တွေအုံနောက်ကလူတစ်ယောက်ကကိုဘယ်လိုမြင်လဲဆိုတာနဲ့မကိုက်ညီတဲ့အပြုမှုတွေကိုတားဆီးတယ်တယောက်ယောက်ကလှုပ်ဝက်စွာယုံကြည်တယ်ငါကစီကံမရှိဘူးဒါမှမဟုတ်ငါဘယ်တော့မှအရာတွေကိုမပြီးမြောက်ဘူးသူတို့ကအရေးယူဖို့ရုန်းကန်ရလိမ့်မယ်သူတို့ရဲ့အိမ်မက်တွေဘယ်လောက်ကြီးဘာကြောင့်လဲဆိုတော့အရေးယူမှုကမတူညီတဲ့သူတယောက်ဖြစ်လာဖို့လိုအပ်တယ်၆ချက်သူတို့ကစူးစမ်းအားထုတ်မှုထက်ဖြစ်နိုင်ခြေကိုဆွဲလန်းနေတယ်အိမ်မက်ကြီးတွေအကြောင်းပြောတာစိတ်လှုပ်ရှားစရာကောင်းတယ်ဒါကဖြစ်နိုင်ခြေကိုယ်ပိုင်အမှတ်လက္ခဏာနဲ့အနာဂတ်အောင်မြင်မှုခံစားချက်ကိုဖန်တီးပေးတယ်ဒါပေမဲ့တကယ်တိုးတက်မှုကထက်ခါနှေးကွေးပြီးမကြာခဏဆိုသလိုအဆင်မပြေဘူးဒါကြောင့်ခက်ခဲပြီးညှင်းငွေ့စရာကောင်းတဲ့အလုပ်ကိုမလုပ်ဘဲသူတို့ကဆွဲလန်းနေတယ်သူတို့ဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့ idea ကိုဘာကြောင့်လဲဆိုတော့အခုသူတို့ဘယ်လိုရှိနေလဲဆိုတာကိုရင်ဆိုင်ရတာထက်ပိုကောင်းတယ်အိမ်မက်ကြီးမှတ်တာကမရှားပါဘူးဒါပေမဲ့သူတို့ကိုအကောင့်ထဲပေါ်တာကတော့ရှားတယ်ကွာခြားချက်ကတော့အရေးချင်းမဟုတ်ဘူးဒါကအရေးယူနိုင်စွမ်းပဲမင်းရဲ့စိတ်ကမင်းကိုစန့်ကျင်နေတဲ့အခါတောင်မှ